အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့လောဘရဲ့ဆူကျိုးလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတခါတော့ကတစ်ပင်ကြီးတွေထူထပ်လာတဲ့တွန်းနေကြီးတစ်ခုရှိတယ်အဲ့ဒီတွန်းနေထက်မှာမြင်ရခဲ့တဲ့ရွှေရောင်ရှင်းရှိတဲ့နေကလေးတစ်ကောင်နေထိုင်ပါတယ်ဒီငယ်ကလေးကတာမန်ငယ်မဟုတ်ပါဘူးသူချင်းဆူလိုက်တိုင်းသူ့ရဲ့တင်းသက်ဟာအရန်သာရပြီးကောင်းကင်ကနေရွှေရင်းကားလေးတွေမိုးရွာသလိုမျိုးဖြုတ်ဖြုတ်ကျလာတယ်ဒီနေ့မှာတော့လောဘကြီးတဲ့မုတ်ဆူတစ်ယောက်ဟာဒီသတင်းကိုကြားသွားပြီးငယ်လေးကိုဖမ်းဖို့တွန်းထဲကိုရောက်လာခဲ့တယ်။မုတ်ရှိုးကတက်ပင်နောက်မှာပုံနေပြီးငယ်လေးတချင်းရှုံနေတော့ပိတ်ကုန်နဲ့အမိဖမ်းလိုက်ပါတော့တယ်။ဟာမိပြီခေငါတို့ချမ်းသာပြီ။မင်းကိုလောက်ရဲမှာပိတ်ထားပြီးနေတိုင်းတချင်းရှုခိုင်းပြီ။ငါတွေ့ဆွေတွေအများကြီးထုတ်ပေးရမယ်။အိုးမုတ်ရှိုးမင်းရဲ့ကျွန်တော်ကဖမ်းပါနဲ့။ကျွန်တော်မှလွတ်လပ်မှသာတချင်းရှုနိုင်တာပါ။လောက်ရဲထဲမှာဆိုရင်ကျွန်တော်ဘယ်တော့မှတချင်းရှုနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့လောဘကြီးတဲ့မုတ်ရှိုးကငယ်ကလေးရဲ့စကားကိုနားမထောင်ခဲ့ပါဘူး။မုတ်ရှိုးကငယ်လေးကိုအယုဖမ်းလာခဲ့တယ်။ငယ်လေးကိုလောက်အိတ်ထဲမှာထည့်ထားပြီးအရှင်းစပေါ်အတိတ်ခိုက်စီခဲ့တယ်။ဒါပေမဲ့ငယ်လေးဟာဝမ်းနေလို့ချစ်ကလေးအောက်တမ်းမထွက်တော့ဘူး။ရွှေရီမရတော့တဲ့အခါမုတ်ရှိုးကစိတ်တူပြီးငယ်လေးကိုတိုးထည့်ပြန်လို့လိုက်တာပေါ့။ငယ်လေးဟာကောင်းကင်ဘက်ပြတ်တက်သွားပြီးပြန်ပြုံးလိုက်တာကမုတ်ရှိုးမင်းလောဘဆိုတာပိုက်ဆံမှုကိုဖြစ်စီတတ်တယ်။ခမည်းတော်ကျွန်တော်ကမဖမ်းပဲမိတ်ဆွေလို့စစ်ဆန်ခဲ့ရင်ကျွန်တော်ကခမည်းစီနေတိုင်းလာပြီးချစ်ဆူပြမှာ။ဘာမှကြည့်ရရက်တရထိုင်တဲ့အခွေးမှာရှုပ်ရှုပ်တတ်ပါတယ်ခင်ဗျာ။